င်္ဂလာပါရှေ့ကျလာလို့ရှာဖို့ကနေပြန်လက်တွေ့ဆုံးပါတယ်ရှေ့ကဲဒီမနေ့ဝင်လာတဲ့အလုပ်လေးတွေလာပြောပြပေးမှဖြစ်ပါတယ်ရှင်နော်အလုံးနေရာကတော့ဘာနာဘက်မှာရှိပါတယ်ရှေ့အဲ့ဒါကြတော့ VOA လောက်ပဲဖြစ်ပါတယ်ရှင်နော်လစာကတော့တစ်လောက်ကို12,000ဖြစ်ပါတယ်နိုင်ကလေးရှိတဲ့မနာဆိုအတက900ရမှာဖြစ်ပါတယ်ရှင်နော်အလုံးနေရာကတော့ဘာနာဘက်မှာရှိပါတယ်တတိမိသားစုတွေကတော့2ယောက်ရှိတယ်တတိမှာကတော့ခွေရတစ်ခေါက်ရှိတယ်အဲ့ရကိုယ်လုံးသမား1ယောက်ရှိနေပါပြီရှင်နော်နောက်တစ်နေရာကြတော့ဝက်ရှလာဖုန်းအဲ့ဒါကြတော့တတိရ2ယောက်ရှိပါတယ်လစာကတော့တစ်လောက်12,000ပေးပါတယ်နိုင်ကလေးရှိတဲ့မနာဆိုအတက900ရမှာဖြစ်ပါတယ်ရှင့်အလုံးနေရာကတော့ဝက်ရှလာဖုန်းဘက်မှာရှိပါတယ်ရှင့်နောက်တစ်နေရာကျတော့အလုံးနဲ့ခလေးထရမှာဖြစ်ပါတယ်ရှင်နော်အလုံးနေရာကတော့ဖလမ်စာဘက်မှာရှိရရှင့်တထင်းမိသားစုတွေကတော့4ယောက်ရှိတယ်တထင်းမှာကျတော့ခလေးပြောင်းရှိတယ်ခလေးကတော့2နှစ်အရွယ်ဖြစ်ပါတယ်ရှင်နော်နိုင်ကလေးရှိတဲ့မနာဆိုရင်ဥတီက900ရမှာဖြစ်ပါတယ်အလုံးနေရာကတော့ဖလမ်စာဘက်မှာရှိပါရှင့်နောက်တစ်နေရာကတော့ဆူဆဝါဘက်မှာရှိပါရှင်နော်ဆူဆဝါကျတော့လောက်ပဲဖြစ်ပါတယ်တထင်း4ယောက်လစာက13,000ပေးပါတယ်နိုင်ကလေးရှိတယ်မနာဆိုအတက900ရမှာဖြစ်ပါရှင်နော်အလုံးနေရာကတော့ဆူဆဝါဘက်မှာရှိပါတယ်နောက်တစ်နေရာကျတော့ဟွာမဘာကပီဘက်မှာရှိပါရှင်နော်အဲ့ဒါကျတော့ဘာလို့လဲဆိုရင်ဒီအလုံးနဲ့လူအိုကြည့်ရမှာဖြစ်ပါရှင်နော်လစာက16,000တတိယ3ယောက်လူအိုရဲ့အသက်ကတော့80နဲ့9နှစ်ရှိပါရှင်နော်နိုင်ကလေးရှိတယ်မနာဆိုအတက900ရမှာဖြစ်ပါရှင်အလုံးနေရာကဟွာမဘာကပီဘက်မှာရှိပါတယ်နောက်တစ်နေရာကျတော့နောက်တစ်နေရာကတော့ကျလုံလဘက်မှာရှိပါရှင်နော်အဲ့ဒါကြတော့အလုံးနဲ့ခလေးထရမှာဖြစ်ပါတယ်တတိယတော့9ယောက်ရှိပါရှင်နော်တတိယမှာကြတော့ခလေးတယောက်ရှိတယ်တနည်းနဲ့8လအရွယ်ဖြစ်ပါရှင်နော်လစာက15,000နိုင်ကလေးရှိတယ်နောက်ဆိုအတက900ရမှာဖြစ်ပါရှင်နော်အလုံးနေရာကကျလုံလဘက်မှာရှိပါတယ်နောက်တစ်နေရာကတော့စဖမ်စုအဲ့ဒါကြတော့အလုတ်ဖြစ်ပါတယ်ရိုးရိုးအလုတ်ပဲဖြစ်ပါတယ်နော်တတိယတော့9ယောက်ရှိတယ်တတိယမှာကတော့ခွေရ2ကောင်လစာက12,000ပေးပါတယ်နိုင်ကလေးရှိတယ်နောက်ဆိုအတက900ရမှာဖြစ်ပါတယ်နောက်တစ်နေရာကြတော့နောက်ခေါက်စဝါကတော့အလုတ်ဒီယိုအေလောက်ပဲဖြစ်ပါရှင်နော်အဲ့ဒါကြတော့နေဘက်မှာသွားနိုင်တဲ့သူအတွက်ပဲစစ်ပြပါရှင်တတိယ3ယောက်ရှိတယ်လစာက12,000နိုင်ကလေးရှိတယ်မနာဆိုအတက900ရမှာဖြစ်ပါရှင်နောက်တစ်နေရာကျတော့ဖယားထားအလုံးနဲ့ခလေးထရမှာဖြစ်ပါတယ်တတိယ2ယောက်ရှိတယ်လစာက15,000နိုင်ကလေးရှိတယ်မနာဆိုအတက900ရမှာဖြစ်ပါရှင်နော်နောက်တစ်နေရာကျတော့ဘာကိုဘက်မှာရှိပါရှင်နော်အဲ့ဒါကြတော့အလုံးနဲ့ခလေးထိတ်အသွားပြန်ဖြစ်ပါရှင်နော်အလုံးဝချိန်ကမနေ့9နိုင်ကနေညနေ10နိုင်မနေ့9နိုင်ကနေညနေ6နိုင်အထိဖြစ်တယ်လစာက16,000ပေးပါတယ်နိုင်ကလေးရှိတယ်မနာဆိုအတက900ရမှာဖြစ်ပါတယ်နောက်တစ်နေ့ကျတော့ဖတ်ထနန်ကာဘက်မှာရှိပါရှင်နော်အဲ့ဒါကြတော့တထင်း2ယောက်ရှိတယ်ကြောင်ခွေးပေါ့နော်ခွေး6កောက်ရှိပါတယ်လစာက12,000နိုင်ကလေးရှိတယ်မြောင်းဆိုအတက900ရမှာဖြစ်ပါရှင်နော်ကဲဒါကတော့ဒီမနေ့ဝင်လာတဲ့အလုပ်တွေဖြစ်ပါတယ်စိတ်ဝင်စားတဲ့အလုပ်ရှိတယ်ဆိုရင်ဒီလိုမျိုးမှလာစမလို့ရပါတယ်ရှင်